ဟုတ်ပြီနော်ဒီနေ့ကစာအုပ်လေးကိုဖုံးချုံမယ်ပေါ့ဒီလိုပုံစံဖုံးချုပ်တာပေါ့နော်ဒီလိုပုံစံဖုံးလေးကိုဖုံးချုံမယ်ပေါ့နော်ဟုတ်ပြီအဲ့တော့စာအုပ်လေးတက်ရဲ့ဖြောင်းစာပြချုပ်မယ်ဆိုရင်ဘာလိုအပ်လဲပေါ့နော်ဒီစာအုပ်လေးချုပ်မယ်ပေါ့နော်ဘာလိုအပ်လဲဆိုရင်အရင်ဆုံးဖောက်တန်လိုအပ်တယ်ဖောက်တန်လိုအပ်တယ်ကျိုးလိုအပ်တယ်ဟုတ်ပြီနော်ပြီးလို့ရှိရင်ဒီမှာမိချစ်လိုအပ်တယ်ပြီးတော့စာအုပ်မှာဖုံးချုပ်တဲ့နေရာသုံးတယ်ဒီဖလင်ပြားလေးရဲ့အောက်ကဂတ်ထူစာရလေးရဲ့လိုအပ်တယ်ပေါ့နော်ဟုတ်ပြီညီမကကျတော့ဖောက်တန်ကနည်းနည်းလက်အားသိမ့်မတန်တဲ့လူဖြစ်တဲ့ကြောင့်ညီမကတော့ဒီဆောက်လို့ရသုံးတယ်ဂန်းနဲ့သုံးပြီးတော့ဖောက်မယ်ပေါ့နော်ဂန်းကိုသုံးပြီးတော့ဖောက်မယ်ဂမ်းမသုံးချင်ဘူးလက်လေးနဲ့သူ့ဘာသူတဖြည်းဖြည်းနဲ့လှည့်ပြီးတဖြည်းနဲ့လှည့်ပြီးသုံးလို့လည်းရတယ်အဲ့တော့ဒီဂမ်းဒီမရှိမဖြစ်မဟုတ်ဘူးရှိတော့လဲကိုယ်တက်တာရယ်ပေါ့နော်အဲ့လိုမျိုးပေါ့ဆိုဒီဟာဖောက်ခဲအောင်ကကြာကိုယ့်ဘာကိုလက်နဲ့ထိုးပြီးဖောက်တာတိတ်ပြီးလက်အားတိတ်မတောင်ဆိုတိတ်အစင်မပြေရနဲ့ခုနောက်ဆိုဘာလုပ်လိုက်လဲဆိုတော့ဂမ်းနဲ့ပဲဖောက်တော့မယ်ဆိုဖြစ်သွားအဲ့လိုပေါ့နော်ဒီဂမ်းကတော့ပြောချင်တဲ့ဒီဘက်ဒီဂမ်းကတော့မရှိမဖြစ်မဟုတ်ဘူးပေါ့နော်ဒါလွယ်ကူအောင်လို့ဒါလေးသုံးလိုက်မယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဂန်နဲ့ဖောက်ရကြောင်းမို့အောက်မှာပါလဲဆိုရင်အပြားအောက်ခံအပြားလေးလိုတဲ့ဒိုခန်းလို့ဖောက်မှာကိုဖောက်လို့ရှိရင်အောက်ကိုထိုးဝင်သွားလို့ရှိရင်အောက်မှာရှိတဲ့ကောင်းတဲ့ကောင်တွေကပျက်စီးသွားနိုင်တယ်ဒါကြောင့်မလို့ဒါလေးကအောက်ခံသုံးတဲ့ဟာလေးပေါ့နော်အဲ့လေးသုံးမယ်ပေါ့ဟုတ်ပြီခုခဏလေးဒါလေးအကုန်လုံးဖယ်လိုက်မယ်နော်ဒါလေးအကုန်လုံးဖယ်လိုက်မယ်ဒီဖလင်ပြားလေးကိုလည်းခဏဖယ်လိုက်မယ်ဟုတ်ပြီဒီစားတွေကလာလို့ရှိရင်ဒီလိုကြီးလာတယ်ပေါ့အရှိကြီးလာတယ်ပေါ့ဟုတ်ပြီနော်အရှိကြီးလာတော့ညီမတို့ဒါနှစ်ဥစ္စာလုံးမယ်နှစ်ဥစ္စာလုံးတော့ညီမတို့ကဒါလေးကိုလိုလေးခောက်လိုက်မယ်ဟုတ်ပြီနော်အဲ့ဒါလေးကိုခောက်လိုက်ပြီခောက်လိုက်ပြီးဆိုရင်ဒါလေးကိုကကြီးလေးနဲ့ထည့်လိုက်မယ်နော်ဟုတ်ပြီနော်အဲ့ဆိုရင်ဒီမှာ2ရွက်ရပါပြီနော်2ရွက်ရတော့တရွက်ကိုဖယ်လိုက်မယ်တရွက်ကိုပဲသုံးမယ်ဟုတ်ပြီနော်ဟုတ်ပြီဒီဟာကိုသုံးမယ်ဆိုရင်ကိုဒီကနေပြီးတော့ဒီဒေါင်းတစ်ခုယူလိုက်ပေါ့နော်ဒေါင်းတစ်ခုယူလိုက်လို့ရှိရင်အဲ့ဒါကို1 cm သုံးမယ်1 cm ခဲဟုတ်ပြီနော်sorry 1 cm ကိုတစ်ခွဲ1 cm ခွဲပေါ့နော်တစ်ခွဲမှာတစ်ခွဲဟုတ်ပြီနော်တစ်ခွဲရှိတယ်နော်တစ်ခွဲလေးကိုမှတ်လိုက်ဒီထိပ်မှာတစ်ခုမှတ်ပြီးရင်အလဲမှာတစ်ခုမှတ်ပြီးရင်ဒီဘက်ဆုံးမှာတစ်ခုမှတ်မယ်ဟုတ်ပြီအဲ့မှတ်ပြီးသွားပြီပေါ့နော်ကိုအောင်မှတ်ပြီးမမြင်အောင်ဟုတ်ပြီအဲ့ဒါမှတစ်ခုမှတ်မယ်တစ်ခုမှတ်မယ်ဒီမှာတစ်ခုမှတ်မယ်ဟုတ်ပြီနော်အဲ့ဒီတစ်ခုရပြီနော်ဟုတ်ပြီအဲ့ဒါရပြီနော်အဲ့ဒါလေးကိုခဏလေးပင်ချောင်းလေးရာလေးတာလိုက်ပေါ့ဟုတ်ပြီနော်ရာလေးတာလို့ရှိရင်ရပြီအဲ့ဒါကိုခောက်မှာညီလေးဖြောင်းပေါ့ဟုတ်ပြီမှာခောက်လိုက်ပြီနော်ညီလေးဖြောင်းခောက်လိုက်ပြီဟုတ်ပြီနော်တစ်ခေါက်ခောက်ပြီးမှာနော်တစ်ခေါက်ခောက်လိုက်တယ်နော်တစ်ခေါက်ခောက်ပြီးအဲ့ဒီအတိုင်းလေးပဲနောက်တစ်ဆင့်ထပ်ခောက်မှာဒီမှာဆိုရင်နှစ်ဆင့်ခောက်ထားတာเนาะပြန်ပြန်မယ်เนาะဒီမှာတစ်ခေါက်ခောက်လိုက်တယ်ပြီးရင်နောက်တစ်ခေါက်ထပ်ခောက်လိုက်တယ်ရပြီเนาะဟုတ်ပြီအဲ့ဒီမှာဘာလုပ်မလဲဆိုရင်ဒီမှာစာအုပ်လေးယူလိုက်မယ်ယူပြီးတော့ဒီခောက်ထားတဲ့ဒါလေးဒီသူ့ရဲ့ဒီပြမယ်ဒီຢာလေးတဲ့ပေါ့ဒီပေါ်ကိုတင်လိုက်ဟုတ်ပြီနော်ဒီမှာຢာလေးတင်လိုက်ပြီးလို့ရှိရင်ဒီမှာခောက်ချလိုက်လို့ရှိရင်သူ့အမြင့်တိုင်းလေးမှာသူ့အမြင့်တိုင်းလေးဒီမှာတစ်ခုຢာလေးတစ်ခုဖြစ်လာလိမ့်မယ်သူ့ရဲ့အမြင့်စာအုပ်ရဲ့အမြင့်တိုင်းလေးຢာလေးတစ်ခုဖြစ်လာလိမ့်မယ်ဟုတ်ပြီအဲ့ຢာလေးကိုထပ်ပြီးတော့ပေါ်လင်အောင်လို့ထပ်ခောက်လိုက်ရပြီနော်အဲ့ဆိုရင်ဒီမှာဒါလေးရတယ်မို့လေးဒါဆိုရင်ညီလေးဟုတ်ပြီနော်မာကြီးဒေါင်းလေးတွေကချိုးလေးဒေါင်းကတေချာလေးတက်ရက်လေးချိုးထားပြီးသားဖြစ်သွားပြီနော်အဲ့လိုမလုပ်ဘူးဆိုရင်ဒေါင်းတွေကမညီဘူးဆိုမလှဘူးပေါ့နော်တက်ရက်မှုမရှိဘူးပေါ့ဟုတ်ပြီနော်ဟုတ်ပြီဒီမိုးလေးကိုထားလိုက်မယ်ဟုတ်ပြီအခါကြလို့ရှိရင်ဒီမှာဖလင်ပြားလေးယူမယ်
ဟုတ်ပြီဖလင်ပြားလေးကဒီလိုဖလင်ပြားလေးကဥမာဒီလိုလုံးလိုက်လို့ရှိရင်စောင်းနှုတ်ဥစားထွက်လာမထွက်ဘူးဟုတ်တယ်မလားဒီလိုအသေးလေးတာနောက်တော့ချုပ်ဖို့ရှိသေးရဲ့ဆိုရင်နှုတ်ရအောင်ထုတ်မှာပေါ့နှုတ်ရအောင်လုပ်မှာဆိုရင်ခုညီမတို့ကဒီလိုလုံးလိုက်မယ်ဒီလိုရလိုက်လို့ရှိရင်ဒီမှာတော့ဥစားမရဘူးလားရတယ်ရာဆိုကိုကချိန်တက်ရမယ်နော်ကိုကလာတကယ်လို့ကိုရဲ့ဒီကုံစုံဆိုင်လေးမှာကိုကစာအုပ်ချုပ်မယ်သူဆိုင်မို့လေးတက်ဆိုရင်ကိုတော့ကိုကြအောင်လုပ်ရမယ်လေဟုတ်တယ်မလားအခါကျလို့ရှိရင်ကိုဒီမှာစာအုပ်တော့ဥစားနေရရအောင်ခြံမယ်ကိုဘယ်လိုလုပ်ရင်ကိုတော့ကြံမလဲပေါ့ဒါလေးစဉ်းစားပဲပေါ့နော်ဟုတ်ပြီအဲ့လိုလေးကိုတခြားလေးကုန်မယ်ဒါလေးကိုလည်းတခြားလေးအထဲကိုတခြားလေးထည့်မယ်တခြားလေးထည့်ဟုတ်ပြီနော်တခြားလေးကိုထည့်ပြီးသွားပြီပေါ့ဒါကိုတခြားလေးထည့်ပြီးသွားပြီဆိုရင်ကိုဒီဒီမှာဒီမှာဒါလေးကိုညှက်မယ်ဒါလေးကိုဒီမှာခဏညှက်မယ်ဟုတ်ပြီနော်ဒါညှက်ထားပြီးသွားပြီပေါ့နော်ကိုဒီနောက်ကိုတခြားလေးဝင်လာချက်စမ်းမယ်ကိုနောက်လေးဝင်လာဖလင်ပြားလေးဝင်လာစမ်းတယ်โอเคဖလင်ပြားလေးလည်းဝင်နေအဆင်ပြေသွားပြီဒါလေးပြီးသွားပြီဟုတ်ပြီနော်အချိန်မှာကိုဒီမှာဒီစာအုပ်ကိုချုပ်မဲ့စာအုပ်ကဘယ်လောက်ရှိလဲပေါ့တိုင်းမယ်ဒါဆိုရင်16ရှိတယ်16ရှိတယ်ဆိုရင်16တော့ဝလိုက်ရင်98တော့ဒါ98တော့9ဝဲပေါ့လား9ဝဲ9ဝဲအဲ့9ဝဲဒီဒါကိုရဲ့အလေဒီကောင်ဒီအလေဟုတ်ပြီနော်ဒီကောင်ဒီအလေအပေါ်ကဒါအလေဆိုကောသိသွားပြီနော်ဒါရင်ဆိုရင်ထိတ်ကနေပြီးတော့ကိုဒီတစ်ခွဲလောက်ပြန်ဆင်းထိတ်ကနေတစ်ခွဲဆင်းဒါမှမဟုတ်တစ်လောက်ဆင်းလဲရတယ်ဟုတ်နော်တစ်ခွဲရောက်တစ်ခွဲဆင်းမယ်ဆိုရင်တစ်ခွဲဆင်းဟုတ်ပြီနော်တစ်ခွဲဆင်းမယ်ဆိုရင်တစ်ခွဲဆင်းဟုတ်ပြီထိတ်ကနေတစ်ခွဲဆင်းနေဆိုရင်အောက်ကနေလည်းတစ်ခွဲအပေါ်ကိုတက်မယ်โอเคဒီမှာပြီးပြီဟုတ်ပြီနော်ဒီမှာပြီးပြီအဲဆိုရင်ကိုဒီနေရာမှာဟုတ်နော်ဟုတ်ပြီဒီနေရာမှာကိုဒီဟုတ်နော်ကိုဒီနေရာမှာတလက်မကိုတစ်ခွဲယူထားတယ် sorry ဒီမှာရှိတယ်မလားဒီမှာအလေယူထားမလားအလေကနေပြီးတော့ဒီအရှိကနေပြီးတော့ဒီမှာတစ်ခွဲပြန်ယူတော့တစ်ပြန်ယူအဲ့တော့ဟိုဘက်ကနေပြီးတော့ပေါ်ကနေပြီးတစ်ပြန်ယူဒါဆိုရင်ကိုဟာလေးကညီလေးဖြစ်မနေဘူးလားဟုတ်ပြီနော်တစ်လေးပြန်ယူမယ်ပြီးပြီဟုတ်ပြီနော်အဲ့တော့ဒီနေရာခုဒီအမှတ်တွေမှာကိုဒီဖောက်မယ်ဒီမှာဒီအမှတ်တွေမှာကိုဒီဖောက်မယ်ဟုတ်ပြီနော်ဒီအမှတ်တွေမှာကိုဖောက်မယ်နော်အဲ့တော့ဒါလေးကိုအဲ့တော့ဒါလေးကိုကိုကလက်နိုင်နေဆိုရင်လည်းယောက်ျားအားဆိုတော့အဆင်ပြေဟုတ်တယ်နော်ဒီဟာလေးကိုကိုကစိတ်နမိုးလှည့်နေပြီးအထဲကိုဖောက်သွားပြီမှာဟုတ်ပြီနော်ညီမတော့ဒီလက်အားမတန်နေကြအောင်ညီမဆက်နဲ့ဖောက်ပြမယ်ခုနဆက်နဲ့ဖောက်တာလေးချက်ကြည့်မယ်နော်ဟုတ်ပြီနော်ဒါဒီနေရာလေးအလဲလေးဖောက်ပြမယ်နော်ဒီနှစ်ခုကတော့မဖောက်ပြတော့ဘူးနော်ဒါကိုဟိုအိမ်မှာဖောက်မယ်ပေါ့ကိုဖောက်မယ်ပေါ့နော်ဒါလေးကိုညီလေးကင်မယ်ပြီးရင်ဒီဟာကိုတက်ထားမှရမယ်စောင်းကြီးဆိုရင်ကိုဟာရစောင်းကြီးဖြစ်နေမှာနော်ကိုအပေါက်ကျစောင်းကြီးဖြစ်နေမှာဒါလေးကိုတက်ကင်မယ်ချက်ရလားမရလားချက်ကြည့်မယ်ဟုတ်ပါကူဟိုဘက်မှာပေါက်သွားပြီနော်ပေါက်သွားပြီဟုတ်ပြီအဲ့ဆိုရင်ကိုဒီတစ်ပေါက်ရသွားပြီပေါ့နော်ဒီပေါက်လေးနဲ့ကိုဒီခဏထည့်ကြည့်လိုက်အဆင်ပြေလားနည်းနည်းလေးပြီးနည်းနည်းတော့ပေါက်ကနည်းနည်းတော့တီးသွားတယ်နော်တီးသွားတယ်ဒါကိုထည့်တယ်ပင်ပေါ်မှာမူတည်ရနော်အဲ့တော့ဒါမှပေါက်တယ်နော်ပေါက်တယ်ဆိုရင်အဆင်ပြေပြီဟုတ်ပြီဟုတ်ပြီနော်အဲ့လိုမျိုးဟိုဘက်ဒီဘက်ကိုဟိုမှာအမတ်ရှိတယ်ဒီမှာတမတ်ရှိတယ်ဟုတ်တယ်မလားအဲ့လိုမျိုးဖောက်လိုက်မယ်နော်ဟုတ်ပြီနော်အဲ့ဆိုရင်ခွာ3ပေါက်ဖောက်ပြီးသွားပြီပေါ့နော်ဒီမှာ3ပေါက်ဖောက်ပြီးသွားပြီဟုတ်ပြီနော်3ပေါက်ဖောက်သွားပြီဆိုရင်ကိုဒီထိန်ဆုံးအပေါက်ကိုဒီမှာလှည့်မယ်ဒီမှာဟုတ်ပြီနော်လှည့်ပြီးသွားပြီရှင်ဒီမှာကျိုးရှိတယ်ပေါ့နော်ကျိုးရှိတယ်ကျိုးကိုယူမယ်ကျိုးဒီမှာအဲ့နေရာလေးမှာဘာရှိလဲဆိုရင်ဒီမှာကျိုးထည့်လို့ရတဲ့နေရာလေးရှိတယ်ပေါ့နော်ကျိုးထည့်လို့နေရာလေးရှိတယ်ကျိုးထည့်မယ်ကျိုးထည့်ပြီးတော့အပေါ်ကိုပြန်ပြီးတော့တင်မယ်အဲ့တော့တဖြည်းဖြည်းနဲ့အဲ့လိုရိုင်းတော့ဆွဲရခက်တယ်ကွာတဖြည်းဖြည်းနဲ့နှဲ့ပြီးတော့အပေါ်ကိုဆွဲယူမယ်ဒါဆိုရင်ဒါလေးကပြုတ်သွားတတ်တယ်ဟုတ်ပြီနော်ခဏပြုတ်လို့ဒါလေးကိုခံကော်စူပါဂန်လေးနဲ့ကတ်ထားတာဆိုကိုလိုဖြစ်မှာဆိုလို့နည်းနည်းဖြည်းဖြည်းချင်းလှည့်မယ်စိတ်ရှိနေဖြည်းဖြည်းချင်းလှည့်ပြီးမှအပေါ်ကိုဆွဲတင်မယ်ဟုတ်ပြီနော်အဲ့ဆိုရပြီနော်ရပြီဆိုရင်အစယူမယ်အစကိုဒီလိုလေးတိုင်းမယ်နော်ဒီလိုလေးတိုင်းမယ်
ရတယ်ဒီလောက်ထိတိုင်းနိုင်ရပြီเนาะအဲ့လောက်ကြီးရှည်ကြလည်းမဟုတ်ဘူးရတယ်ဒီလောက်ဆိုရပါเนาะဟုတ်ပြီအဲ့ဆိုရင်ဒါကပထမပေါက်ပြီးသွားပြီဟုတ်ပြီဒုတိယပေါက်ထဲကိုထည့်မယ်ကိုဒီထည့်ရင်ဟိုနဲ့မှရပြီဒုတိယပေါက်ထဲထည့်လို့ရှိရင်ဒီမှာအာယိုဒုတိယပေါက်ထဲထည့်လို့ရှိရင်ဒီမှာဒီကျူဒီကအောက်ကကျိုးလေးကိုဒီမှာထည့်မယ်နော်အောက်ကကျိုးလေးဒီမှာထည့်မယ်အဲ့လိုပဲဖြည်းဖြည်းချင်းနှဲပြီးတော့အပေါ်ကိုတင်မယ်ရပြီအဲ့ဆိုရင်ကိုရဲ့ခုနကနော်ခုနကဒီမှာကျိုးလေးထွက်ထားရမလားအဲ့ကျိုးလေးကဒီခွင်းလေးထဲကိုထည့်အဲ့ဆိုဒီမှာတခြားလေးဆွဲအခုတခြားလေးဆွဲလိုက်တော့ဟုတ်ပြီနော်တခြားလေးဆွဲအဖေးနဲ့ဒါလေးတူသွားတယ်နော်ဒါလေးကိုတူသွားလို့နည်းနည်းလေးတူသွားရင်နည်းနည်းခက်မှာမို့လို့စားလို့တဲ့လူဆိုတူသွားရင်ခက်မှာဆိုလို့ဒါလေးလိုလေးနည်းနည်းဆွဲမယ်အဲ့ဆိုဒီနေရာဟာကိုဖြုတ်လိုက်လို့ရပြီဟုတ်ပြီနော်ဒီမှာဖြုတ်လိုက်လို့ရပြီမှာနည်းနည်းလေးဆွဲပြီဟုတ်ပြီနော်အဲ့လိုပဲကိုဒီတတိယကောင်ကိုထည့်မယ်ထည့်မှုဖြစ်ကြအောင်ဒီမှာဒါလေးကိုလိုလေးထည့်မယ်ဟုတ်နော်ထည့်မယ်အဲ့ဒါရင်ဒီမှာကျိုးလေးဒီထဲကိုထည့်မယ်ကျိုးလေးတွေထည့်မယ်ထည့်ပြီးတော့ဒီမှာလေးတပေးပေးနဲ့နှဲ့ပြီးတော့အပေါ်ကိုဆွဲတင်မယ်နည်းနည်းလုံးရတာလေးကနည်းနည်းနှဲ့ရတယ်နော်ဒီတိုင်းဆွဲလို့တော့စိတ်မရှိတဲ့ပုံစံနဲ့တော့ဆွဲထိုက်လို့မရအောင်ဟုတ်ပြီညီပါကျိုးလေးဟုတ်ပြီခိုင်းလို့ပဲအဲ့ဒီထဲကိုကျိုးလေးကိုထည့်ဟုတ်ပြီဒီခါကျရင်တော့ဒီလိုဆွဲထည့်ရချင်မှာဒီနောက်ဘက်ကိုရအောင်လို့ဆွဲချလိုက်လို့ရှိရင်နောက်ဘက်ကိုဒီကျိုးလေးကထွက်လာလိမ့်မယ်ဟုတ်ပြီနော်ဒီမှာဒီကျိုးလေးနောက်ဘက်ကိုထွက်လာလိုက်မယ်အဲ့ရှင်ရလို့ရှိရင်ကိုဒီအလေကဒီကျိုးနဲ့ဒါနဲ့ကိုကွာဒါဟွာလို့လိုက်အောင်မှာချီလိုက်အောင်မှာဒီမှာချီမယ်ပေါ့နော်ဒီမှာချီမယ်ဟုတ်ပြီအဲ့တော့ကကြီးလေးနဲ့ဒါလေးကိုခဏညှက်လိုက်တော့မရပြီနော်ညချီမယ်ချီပြီးလို့ရှိရင်ဒီဘက်ကျိုးထဲကိုဒီနေရာလေးထည့်မယ်ဒါတော့ကိုယ့်ကိုအဆင်ပြေလို့ချီကြတာပါဒီနေရာလေးကတော့နော်ကိုယ့်ကိုတင်းလေးရအောင်ချီမယ်ပြီးရင်ချီမယ်ကိုကမခိုင်းသေးဘူးထင်ရင်လည်းထပ်ပြီးတော့ချီ၄-၅ခေါက်ချီလဲပါမှဖြစ်ဘူးဟုတ်တယ်မလားချီပလိုက်ပြီးရင်ကိုဒီဖျောင်းနိုင်နဲ့မီးချစ်နဲ့ဒါတွေကိုညှိပလိုက်မှာနားတက်လိုက်မှာဆိုတော့ကိစ္စမရှိဘူးဒါပေမဲ့၄-၅ခေါက်ချီလို့ခိုင်းတယ်ကိုပူကောင်းတာပေါ့နော်တစ်ခေါက်နှစ်ခေါက်ပြီးသွားလို့ရှိရင်ကိုလောက်ရတာပဲမှန်တယ်ဟုတ်ပြီအဲ့ဒါဒါလေးကိုကိုဒီကကြီးလေးနဲ့ဒါလေးကိုဒီညားလေးကိုဒီဟိုကနေလုပ်မယ်။ဗာလဲနားလေးကိုမီးချစ်လေးနဲ့တူလိုက်မယ်။ဟုတ်ပြီနော်အဲ့ဆိုဒါလေးကပြီးသွားပြီပေါ့ဒါလေးပြီးသွားလို့ရှိရင်ဒါလေးတွေကကြီးလေးနဲ့ညှက်မယ်ပေါ့နော်ကကြီးလေးနဲ့ဒီဘောဟာလေးမညှက်ခင်မှာဘာလုပ်ရမလဲဆိုဒီကိုဒီကောင်လေးကိုအထဲကိုခေါက်မယ်ဒီဟာလေးကိုအပြားလေးကိုအထဲကိုခေါက်မယ်ကိုကအရန်ရှည်လုံးအားကြီးတယ်ဆိုရင်ဒါလေးကိုညှက်ထုတ်လိုက်နော်ဒီမှာတော့အမတော့ရှည်တာကိုကြိုက်တယ်ဆိုတော့ဒီမှာဒီလိုဒီထဲကိုဝင်သွားလို့ရှည်လေးဖြစ်သွားလဲရတယ်နော်ကိုကဒီမှာအစင်မပြေဘူးဆိုတော့ပေးရတဲ့ယူလိုက်ပေးရတဲ့ယူပြီးတော့ပေးရတဲ့ယူပြီးတော့ဒီမိုးဇောင်းလေးကိုခေါက်ထိုးလေးချိုးလိုက်ရပြီနော်ရပြီဆိုရင်ကိုဒီညားဟာတွေကိုကကြီးနဲ့ညှက်ချမှာနော်ဟုတ်ပြီကိုကဒီမှာဒီအဖုံးလေးကိုယူတခြားလေးညီညောင်ညှိလိုက်နော်ဒီမှာကကြီးနဲ့ညှက်ချမယ်နည်းနည်းဟိုလေးအဲ့လိုတွန့်သွားတာမရှိအောင်ညှက်မယ်နော်ဒီဆိုတွန့်သွားလို့ရှိရင်ဒီမှာအဲ့လိုထိကြီးဖြစ်သွားလို့ရှိရင်လက်တွေပါညှိမှာဆိုလို့ဒီမှာနားလေးညှိပြီးသွားပြီနော်ဟုတ်ပြီအဲ့ဒါဆိုရင်ကိုဒီထိတ်ကိုလည်းဟိုလေးလုပ်မယ်ဒီထိတ်ကိုလည်းညှက်ချမယ်ညှက်ထား
လုံးနေကြဖြစ်သွားပြီဆိုတော့ဒါကျွမ်းတော့နော်မြန်မြန်စလုံးနိုင်တယ်စလုံးနေကြလို့မဟုတ်ဘူးဆိုတော့ညီမကနည်းနည်းနှိမ့်ပါပေါ့好，要不阿公先找呗。ပုံမှန်ဆိုတော့အင်းရစာကိုပုံရုပ်ဖြည်းဖြည်းချုပ်ပြီးနေကြတယ်ညီမချုပ်နေကြမှာပေါ့ချုပ်ပဲချုပ်တက်တာပေါ့နော်ဒါပေမဲ့တော့လက်ကတော့မမြင်ဘူး။ဝင်ကိုကလုံးနေကြဒီလုံးကြီးလို့တည်သွားပြီကိုဒီလုံးနေကြခဏခဏလို့ဖြစ်သွားတယ်ဆိုရင်ဒါရတက်လာတာကောင်ကရှုပ်ရှုပ်ရှုပ်ဆိုမြင်တော့နော်ဟုတ်ပြီအဲ့ဆိုရင်မှဒီမှာတက်ရလေးထွက်လာပြီပေါ့နော်โอเคသွားရဆိုလဲကိုကလှန်ကြည့်လိုက်အောင်နော်လှန်ကြည့်လိုက်တဲ့အခါမှာကိုကကိုယ့်ရဲ့အထက်ကအသွင်းသားတွေကစားတွေကိုချုံမိသွားလားပေါ့ဒီမှာတော့မချုံမိဘူးเนาะညီမပြောတဲ့အတိုင်းဒါဒီကနေဒီတီကို1 cm ထားပါဆိုတဲ့အတိုင်းဒါကစားအုပ်တိုင်းအတွက်တော့အဆင်ပြေတယ်ထိထိမိမိလည်းချုပ်နိုင်တယ်စားရွက်အသားတွေကိုလည်းသူတို့ကအဲထဲမှာရှိတဲ့စားသားတွေကိုလည်းထိမိရမျိုးမရှိဘူးပေါ့နော်ဒီတိုင်းသားအကောင်းဆုံးတိုင်းသားသူထင်ပါတယ်ပေါ့နော်ဒါတော့ကိုယ့်တိုင်းသားနဲ့ကိုချုပ်လို့ရပါတယ်နည်းနည်းကြွညွန့်သွားရင်ကိုလုပ်တဲ့စာအုပ်ကိုလည်းမချုပ်ခင်မှာတစ်ချက်ကြည့်လိုက်ပေါ့တိုင်ပင်လောက်ထားတဲ့ဟာကအရန်ကတ်နေလားမကတ်ဘူးလားပေါ့မူတည်ပြီးတော့ဒါကိုညံရှိလောက်လေးပဲလုပ်ပါဘောနော်အဲဆိုရင်ဟုတ်ပြီเนาะအဲ့ဒါစာအုပ်လေးကပြီးသွားပြီပေါ့เนาะပြီးသွားပြီဆိုရင်ညီမဒီမှာပြောဖို့ရှိတာလဲဆိုရင်ညီမဒီမှာကြည့်လိုက်ညီမဒီမှာဒါကိုတစ်ခွဲယူထားတာတစ်ခွဲယူထားတဲ့တရက်မှုနဲ့တစ်ပဲယူထားတာเนาะတစ်ပဲယူထားတဲ့တရက်မှုမတူဘူးတွေ့လားမတူဘူးတွေ့လားအဲ့တော့တစ်ခွဲကပို့ပြီးတော့လှတယ်တရက်ပို့ရှိတယ်ဒါတော့ဒီနေရာလေးကိုတစ်ခွဲလေးယူမယ်ဟုတ်နော်နှစ်လောက်ယူလိုက်ရင်လည်းအရင်ပြားရက်ကြီးသွားမလားလို့ပေါ့နော်အဲ့တော့ဒါနေတော့ပဲစာအုပ်တိုင်းမှာလောက်အနေထားနေဆိုရင်သူအဆင်ပြေသွားပြီဟုတ်ပြီနော်အဲ့တော့အားလုံးပဲကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်လိုက်လေးလုပ်ကြည့်ပါနော်ကျေးဇူးတင်ပါတယ်